အားလုံးပဲမင်္ဂလာပါ Sunshine Motor မှာပြန်လဲကြိုဆိုလိုက်ပါတယ်စီဆိုင်ကိုအမျိုးအစားလဲကောင်းရမယ် model လဲမြင့်ရမယ်အဲ့လိုပဲမျိုးရှာနေတယ်ဆိုရင်တော့ဒီဘိန်းလေးရှိပါတယ်မျိုးစားကောင်းဆိုရင်စင်းအမျိုးအစားလေးပါ model ကလည်း2021 model ဖြစ်ပါတယ်မန်းလိုင်စင်82ရပ်ပလက်လေးနဲ့ပါဘိန်းလေးတစ်ချက်ကြည့်အောင်ကျွန်တော်အနီးကပြပေးမယ်တစည်းလုံးအော်ဆေးအော်ကာပါပတ်လဲပါနောက်ဆေးတစ်စက်မှမပါပါဘူးအော်ကာပါလုံးဝအတန့်လေးပါရှင်စင်းပါရှေ့ခရင်လေးတွေနော်ရှင်စင်းအော်ပတ်လည်းဖြစ်ပါတယ်ရှေ့တာယာအသစ်နီးပါးကိုကြံပါတယ်အင်ဂျင်အဖွင့်လက်မပါသေးပါဘူးနော်အင်ဂျင်အဖွင့်လက်မပါဘူးအင်ဂျင်လုံးဝငြိမ်မယ်စတက်မီလိုင်းအကုန်ကောင်းပါတယ်အော်ဆေးအော်စတစ်ကာပတ်လည်းပါတော်တန့်ပါတယ်နော်နောက်တာယာ90ရာခိုင်နှုန်းလောက်ကြံမယ် chase pocket တွေအထူးကြီးကြံသေးတယ်ဗျာနော်နောက်ဖောက်တွေကောင်းတယ်မန်းလိုင်စင်82ရပ်ပလက်ကိုတက်တန်းက2029 6လပိုင်းတက်တန်းအသစ်နဲ့စီးရမယ်နော်ရင်စင်းအော်ပတ်လေလေးဖြစ်ပါတယ်ဒီဘိန်းလေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းကတော့19သိန်း5000ဖြစ်ပါတယ်စိတ်ဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့53ဘီလန်133ကြားမန္တလေးစက်မှု1ကျွန်တော် Sunshine Motor မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်